မင်္ဂလာပါညီတို့ကျွန်တော်တို့ဒီနေ့မှာပေါ့နော်ဒီဘရာဇီးနဲ့ဒီဂျပန်ပွဲစဉ်လေးရှိရဲဒီပွဲစဉ်လေးကည7ခွဲမှာကစားမှာဖြစ်တယ်ပေါ့နော်ရှုံးထွက်ပွဲစဉ်တွေဖြစ်တာနဲ့အညီပေါ့နော်ကျွန်တော်မနေ့တုန်းကဒီကနေဒါအနေနဲ့နောက်ဆုံးကိုတက်သွားပြီပေါ့နော်ကျွန်တော်အဲ့ပွဲစဉ်လေးကိုကျွန်တော်ကနေဒါကိုပေါင်းအောက်ကိုကျွန်တော်ဒိတ်ကန် channel မှာရွေးချယ်ပေးခဲ့တယ်ပေါ့နော်ဆိုတော့ဒီပေါ့နော်ဘရာဇီးအနေနဲ့ကဒီဂျပန်ကို1.50ဆိုပြီးတော့ဖွင့်လှစ်ထားတယ်ပေါ့နော်ကိုပေါင်းကဒီပေါ့နော်2နှုတ်60နဲ့ပြန်ကာထားတဲ့အနေထားမှာပေါ့နော်ဘူဂီတို့အနေနဲ့ကဂိုးအနက်ရဝင်ကိုလာခဲ့ပါဆိုပြီးတော့ဖိတ်ခေါ်နေတဲ့လိုမျိုးဖြစ်နေရပေါ့နော်ကျွန်တော်ကတော့ဒီပေါ့နော်ဒီလိုမျိုးဝါကတ်မှာပေါ့နော်ဒီအရေးကြီးရဲ့ရှုံးထွက်ရှုံးရင်ထွက်ရမယ်တကြော့ပဲကန်ရမယ်ရှုံးရင်ထွက်ရမယ်အနေထားမှာဆိုတော့ဘယ်သင်းမဆိုတော့အမားတော့မခံဘူးပေါ့ဗျာပိတ်စော်ကြမယ်အနေထားလည်းဖြစ်တယ်ဒါပေမဲ့ဒီပေါ့နော်ဒီလက်ရှိဒီနှစ်သိန်းရဲ့ခြေစွမ်းအရာကျွန်တော်သွားမယ်ပေါ့နော်ဆိုတော့ဒီပေါ့နော်ဘရာဇီးအနေနဲ့ကလည်းဒီပေါ့နော်တောင်မှာဗီနီဆက်ဂျူနီယာတို့ဒီတစ်ဖက်ကဒီပေါ့မန်ယူသင်းကကူညာတို့ဟာလုံးဝဂိုးတွေမျိုးနေရပေါ့နော်တစ်ဖက်ကဒီဂျပန်အနေနဲ့ကလည်းပေါ့နော်ရှုံးပွဲမရှိခဲ့ဘူးအုပ်စုတက်ခဲ့တယ်အဲ့ရင်ကတဲ့ပွဲတွေနဲ့ပေါင်းရင်တော့10ပွဲဆက်ရှုံးပွဲမရှိထားတဲ့ဂျပန်ဟာဒီနေ့ဘရာဇီးရဲ့ဆုံးမတာကိုခံရမလားဆိုတော့ကျွန်တော်စောင့်ကြည့်မှရမယ်ဒါပေမဲ့ဒီအာရှကျွန်တော်တို့ဒီအာရှအသင်းဟာတခုခုလောက်ပြနေတယ်ဒီကမ္ဘာဖလားမှာလည်းလောက်ပြတယ်သူတို့ဒီပေါ့နော်ပြီးခဲ့တဲ့ဒီဝါကပ်ပွဲစဉ်တွေတုန်းကလည်းသူတို့လောက်ပြခဲ့တယ်သူတို့လောက်ပြနိုင်တယ်လို့ဒါပေမဲ့ဒီနေ့အနေထားမှာဒီဂျပန်အနေနဲ့က3-3ကစားကွက်နဲ့ပဲကစားလာတယ်ပေါ့နော်အုပ်စုပွဲစဉ်တွေမှာတော့သူ့အနေနဲ့ကဂိုးတွေတော့ပေးရတယ်ဒါပေမဲ့ဂိုးတွေပြန်သွင်းနိုင်တယ်ပေါ့နော်ဂိုးတွေပြန်သွင်းနိုင်တဲ့အနေထားတယ်ဒီပေါ့နော်ဘီကုတ်စဝင်းအပြင်မှာနေပြီးတော့သွင်းတဲ့ဂိုးတွေကများတယ်ပေါ့နော်ပြောချင်တာဝေးကိတ်ဂိုးတွေကများတယ်အငယ်အချင်းလေးတွေမှာထည့်သွားတဲ့ဂိုးတွေများတယ်ကိုသမားအာယုံစိုက်နေတဲ့ဂျားရမှာအဲ့လိုနေရာမျိုးတွေကနေပြီးတော့တွင်းသွားတာများတယ်ပေါ့နော်ဂျပန်ကစားသမားတွေမှာဂျပန်ကစားသမားတွေရဲ့ quality ကလည်းဒီပေါ့နော်ဥရောပဒီပေါ့ဂျာမန်လိမှာကစားတဲ့ကစားသမားတွေလည်းများတယ်လို့ဒီပရီးမီးယားလိမှာကစားတဲ့ကစားသမားတွေလည်းပါတယ်ပေါ့နော်ဆိုတော့ဒီပေါ့ဘရာဇီးအနေနဲ့ဒီ1.50လွယ်ဘူးမလွယ်ဘူးအဖြစ်လို့လဲဆိုတော့ဒီဂျပန်အနေနဲ့ကလည်းဗျာဘရာဇီးကိုသွင်းတာကိုဂျပန်ကခံရပြီမယ်လေဂျပန်ကလည်းဒီဘရာဇီးကိုကိုပြန်သွင်းနိုင်တယ်သူတို့လက်ရှိခြေရပါတော့ကိုပြန်သွင်းနိုင်တယ်ဒီအတွက်ကြောင့်ကျွန်တော်ကဒီဘရာဇီးနဲ့ဂျပန်ပွဲစဉ်လေးကိုကျွန်တော်ကကိုပေါင်းအပေါ်ရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်2-1-1-2မှတ်ပါတယ်ဒီ2-1-1-2ပဲမှတ်တယ်ဒီ body ကတော့ကျွန်တော်ရွေးချယ်ရခက်တယ်ဘာလို့လဲဆိုတော့ဒီပေါ့နော်ဘရာဇီးအနေနဲ့ကဒီ1.50ဆိုတာဒီလက်ရှိဈေးအရာဒေါ်ကြမဲ့အနေထားမျိုးလို့သုံးသပ်လို့ရပြီမယ်ဒီလိုရှုံးထွက်ပွဲစဉ်မှာတော့ဒီကြေးကိုဘယ်သူမစိုက်တာကောင်းတယ်ခြေစွမ်းပဲကျွန်တော်ကလိုက်တယ်အဲဒါကြောင့်ကျွန်တော်ကိုပေါင်းအပေါ်ကြိုက်ပါတယ်ညီကိုတို့